မေအမေရောနေကောင်းရဲ့လားဗျာသားကိုစိတ်နာနေလို့ပြစ်ထားတာလားဟေးမင်းကဘာပြောခဲ့အင်းငိုင်နေရဆိုရင်တော့မျက်နှာတစ်စာချက်တော့မင်းနားမလဲလူလိုပြောနေလို့နားမလဲကိုရမိုးရင်ရွှဲတော့ပါလားဖေရောဘယ်တော့အိမ်ပြန်လာမှာလဲဖေကဘလောက်ဒီခံချောလေးဆိုတာတကယ်ပြောင်းပြတင်းငယ်လေကိုကနာနေတော့မတော်ပါနဲ့နော်မိသားစုဘွားလေးကိုဥမကွဲတိုက်မပြက်လေးလေးပါချင်တာတင်းငယ်ဒီလားမင်းကတော့ကောင်းရည်နဲ့ဆိုပြီးတော့မင်းတော့မရတဲ့မင်းကတော့ဖယ်တယ်မလုပ်လို့မရဘူးကွာနားနေတာတကယ်ဟာတို့ပုံစံမျိုးမလို့သူ့ဘက်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးကတာဖေးပြောတော့ပါတာချင်ရတာတော့မနေချင်ကြဘူးတာပဲချစ်တာတင်ရပြန်လားငါတော့ကိစ္စကြလို့မဟုတ်ဘယ်တရားဘရောဘာတကယ်ဖြစ်မလာဘူးဆိုတာတလည်းခလိုက်ပါပြီ